တောကြီးမွေဟောက်ဆိုတာဘာလဲအခုဒီဗီဒီယိုမှာကတော့ King Cobra လို့ခေါ်တဲ့တောကြီးမွေဟောက်အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ကဘာပေါ်ကမွေမျိုးစိတ်တွေထဲမှာအရှည်ဆုံးနဲ့အစိပ်ပြင်းဆုံးမွေဆိုလို့ရှိရင်တော့ King Cobra ဖြစ်ပါတယ်သူ့ရဲ့အရှည်က18ပေအထိကျွတ်ထွက်နိုင်ပါတယ်ဉာဏ်အကောင်းဆုံးမွေမျိုးစိတ်လည်းဖြစ်ပါတယ်တဘောကေယစနစ်ရဲ့မရှိမဖြစ်အရေးပါတဲ့သူတွေလို့ပညာရှင်များကသတ်မှတ်ထားကြပါတယ်သူ့ရဲ့အစိတ်ဟာဘလောက်ကြီးမားပြီးခံနေရှိတဲ့အကောင်တွေဖြစ်ပါစေ။နိုင်ဝက်လောက်နဲ့လူလောကကြီးကနေနှုတ်ဆက်ထွက်ခွာပြီးပြမလာနိုင်တဲ့အလံကိုပို့ပေးနိုင်တဲ့အကောင်တွေမို့လို့နာမည်ကြီးတဲ့လောက်သူနာမကဲ့ရဲ့တဲ့အကောင်တွေလည်းများပါတယ်။သူတို့ရဲ့ထူးခြားတဲ့အပြုအမူအနေရရှိတဲ့အစိတ်စွမ်းတွေကြောင့်လူအများရဲ့စိတ်ဝင်စားမှုကိုဖန်ဆားနိုင်ပါတယ်။အဓိကအဖြစ်အိန္ဒိယနိုင်ငံတွေမှာအများဆုံးတွေ့ရပြီးတော့ဘူတန်၊နီပေါ၊ဘင်္ဂလားဒေ့ရှ်၊မြန်မာ၊လာအို၊ကမ္ဘောဒီးယား၊ဗီယက်နမ်၊မလေးရှားအင်ဒိုနီးရှားနဲ့ဖိလစ်ပိုင်နိုင်ငံတွေမှာအများဆုံးတွေ့ရပါတယ်။တောင်ပိုင်းတရုတ်နိုင်ငံဒေသအချို့မှာလည်းတွေ့ရှိနိုင်ပါတယ်။တရထူတက်တဲ့ဒေသတွေစိတ်မြေတွေကြောက်စာထူတက်တောင်ဆောင်တွေနဲ့လူသူအရောက်ပေါက်နေတဲ့နေရာမျိုးတွေမှာနေထိုင်လေးရှိတယ်။အကောင်ရမြများဆဆမရှိတော့ဘဲနဲ့ကဘာပေါ်မှာတောကြီးမွေဟောက်တဲ့ဘလောက်ထိကြန့်ရှိနေသေးတယ်ဆိုတဲ့အတီကောင်စင်းကိုကောက်ယူဖို့အင်မတန်မှခက်ခဲပါတယ်။သူတို့တွေကလူသူအရောက်ပေါက်နေတဲ့နေမျိုးတွေမှာနေထိုင်ကြပြီးတော့သူတို့ရဲ့လူရှုပ်ရှုပ်တွေကိုရှောင်တတ်တဲ့သဘောအပြုမှုကြောင့်လိလာဖို့အတွက်လည်းကူမနေပါဘူး။သူတို့ရဲ့နေထိုင်ရာဒေသတွေဖြက်စီးလာမှုတတော်ပြုံးနေမှုတရားမဝင်အမဲလက်မှုတွေကြောင့်တောကြီးမွေဟောက်တွေရဲ့အကောင်ရေအတွက်ဟာတဖြည်းဖြည်းညွန်နေလာနေတာသိကြပါတယ်။ဒီကောင်ကြီးရဲ့အမဲလက်ခံရတာကရှားပါမှုကြောင့်ဖြစ်တယ်လို့သူတို့ရဲ့ပြင်းထန်လွန်းတဲ့အစိတ်ကြောင့်လည်းဖြစ်ပါတယ်။တောကြီးမွေဟောက်ရဲ့အစိတ်ဟာအခြားမွေဆိုးတွေလောက်အစိတ်ပြင်းအားမများပေမဲ့ထိုးသွင်းလိုက်တဲ့အစိတ်ပမာဏကတော့တအားများပါတယ်။ဒါကြောင့်မို့လို့အကက်ခံရတဲ့သူကတနာရီတောင်မပြည့်တဲ့နိုင်ဝတ်အနေထားမှာဆုံးကြပါတယ်။တောကြီးမွေဟောက်ရဲ့အစိတ်ဟာအလွန်ရှုပ်ထွေးတဲ့ဓာတ်တို့တစ်ပေါင်းများစွာနဲ့ဖွဲ့စည်းထားပါတယ်။မွေဟာအကက်ခံရလည်းရင်အဓိကအပြင်အာရုံစနစ်ကိုပြစ်မှတ်ထားတိုက်ခတ်တဲ့အဖီနီရိုတောစစ်ပါဝင်အာယုံကြောနဲ့ကြက်သားကြားဆက်သွယ်မှုကိုပိတ်ဆို့သွားစေတဲ့ဖြင့်လေဖြတ်သလိုဖြစ်သွားစေနိုင်ပါတယ်။ပြီးရင်တော့ acid dionylic receptor တွေကိုချိတ်ဆက်ပြီးအာယုံကြောကနေကြက်သားစီလျှက်စစ်အထက်ပြတ်မှုတွေရောက်ရှိမှုကိုတားဆီးတာကြောင့်ကြက်သားတွေကလေဖြတ်သွားပြီးအသက်ရှူလမ်းကြောင်းကိုထိန်းချုပ်တဲ့ကြက်သားတွေရဲ့ရတန့်သွားစေခြင်းကြောင့်အသက်ရှူမရတော့ဘဲအသက်ဆုံးရှုံးနိုင်ပါတယ်။ဒါအပြင်ဆဲအမီဘာတွေကဓာတ်ရိုက်ဖျက်ဆီးစေနိုင်တဲ့စိုက်တိုတောစစ်ပါဝင်ပါတယ်။ဒီကောင်တွေကနေရာတစ်ဝက်ကဆဲတွေကိုဖျက်ဆီးစေပြီးတ िश ူးတွေဖျက်ဆီးကရောင်ရမ်းခြင်းနဲ့ပြင်းထန်တာခြင်းကိုဖြစ်စေနိုင်ပါတယ်။ခုပြပြပေးသွားတာကတော့တောကြီးမွေဟောက်တွေရဲ့အကြောင်းဖြစ်ပါတယ်။တ िश ူးပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများ